မင်္ဂလာပါဖိုင်ကို channel ကကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ MMA လောကရဲ့အောင်မြင်ဆုံး fighter တစ်ယောက်ဖြစ်တဲ့ The Notorious လို့လူသိများတဲ့ Conor McGregor ရဲ့နောက်ဆုံးသတင်းတွေနဲ့လှုပ်ရှားမှုတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Conor McGregor ကအကြာကြီးနားထားခဲ့ပေမဲ့လည်းသူ့ရဲ့နာမည်ကတော့ဘယ်တော့မှပြည့်သက်အာရုံကနေပြီးတော့ပျောက်ကွယ်မသွားပါဘူးလာမယ့်ပွဲအစီအစဉ်ကနေသူ့ရဲ့လေ့ကျင့်မှုတွေအထိအစုံလင်ပြောပြပေးသွားမှာပါပြည်သက်တွေအားလုံးအကြီးကျယ်စိတ်ဝင်စားနေတဲ့မေကွန်းကတော့ Conor McGregor ဟာ UFC White House မှာကျင်းပမဲ့ပွဲစဉ်မှာပါလာမလားဆိုတာပါပဲဒီအကြောင်းအရာကိုပြောရရင် Conor McGregor ကိုယ်တိုင်ကရော UFC ရဲ့ CEO Dana White ကပါဒီပွဲမှာ Conor McGregor ပါဝင်ဖို့အတွက်ဇေယျထက်သန်နေကြပါတယ် Conor McGregor က Dundee Sign Deliver လို့တော့မှပြောခဲ့ပူးပြီးသူ့ရဲ့အမြဲတမ်းနီးပြဖြစ်တဲ့ John Kavanagh ကလည်းလာမယ့်ပွဲစဉ်အတွက်လေ့ကျင့်ရေးအစီအစဉ်တွေကိုဇွန်လ2026အထိချမှတ်ပေးထားပြီးဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ Euro မှာကျင်းပမဲ့ဒီသမိုင်းဝင်ပွဲကိုဇွန်လ14ရက်2026ခုနှစ်လောက်ဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်။သူ့ရဲ့ပြိုင်ပွဲဟောင်းဖြစ်တဲ့ Michael Chandler ဟာဒီပွဲမှာ Conor McGregor နဲ့ထိုးသက်ရှင်တယ်လို့ထုတ်ဖော်ပြောထားပြီး Conor McGregor ကိုယ်တိုင်ကလည်း Chandler ကိုပဲရွေးချယ်ထားတယ်လို့ပြောပါတယ်။ဒါကြောင့်သူတို့နှစ်ဦးရဲ့ပွဲကဖြစ်လာနိုင်ခြေအများဆုံးပါပဲလက်ရှိမှာတော့ Conor McGregor ဟာ anti-doping စည်းကမ်းချိုးဖောက်မှုကြောင့်ရရှိထားတဲ့18လပိတ်ပင်မှုကနေမတ်လ2026မှာပြန်လည်ရှင်ပြိုင်ဝင်ရမှာဖြစ်တဲ့အတွက်ဒီ White House ပွဲကသူ့ရဲ့ပိတ်ပင်မှုကုန်ဆုံးပြီးမကြခင်မှာဖြစ်လာဖို့အတွက်ရည်ရွယ်ထားတာပါလက်ရှိလေ့ကျင့်မှုနဲ့နောက်ဆုံးလှုပ်ရှားမှုများကိုပြောရရင် Conor McGregor ဟာစီကံပိုင်းဆိုင်ရာပြဿနာများနောက်ပြီးတော့ဒီဒဏ်ရာတွေကြောင့်အကြာကြီးနားထားခဲ့ရပေမဲ့လက်ရှိမှာတော့ပြန်လဲလေ့ကျင့်နေပါပြီ။နီးပြဂျွန်ကာဗာနက်ရဲ့အဆိုအရConor McGregorဟာမနက်ပိုင်းအစောကြီးတွေမှာကစားကွင်းကိုပုံမှန်ပြန်လာပြီးတော့လေ့ကျင့်မှုတွေလုပ်နေပြီလို့သိရပါတယ်။သူဟာ2021ခုနှစ်ကခြေထောက်ကျိုးသွားတဲ့ဒဏ်ရာကြောင့်မထိုးသက်နိုင်ခဲ့တဲ့အချိန်ကလေးကတကယ်ကိုအာရုံစိုက်ပြီးတော့ပြန်လဲပြင်ဆင်နေတာဖြစ်ပါတယ်။မကြသေးမီကConor McGregorဟာလူမှုကွန်ရက်ပေါ်မှာသူဟာမက္ကဆီကိုနိုင်ငံတီဂျူဝါနာမြို့မှာရှိတဲ့ AMBIO မှာစိတ်ပိုင်းဆိုင်ရာကုသမှုကိုခံယူခဲ့ကြောင်းဖွင့်ဟခဲ့ပါတယ်။ဒီကုသမှုဟာမယုံကြည်နိုင်လောက်အောင်ပြင်းထန်ပြီးမျက်စိပွင့်စေသည်လို့လည်းသူကဖော်ပြခဲ့ပြီးတော့အဲ့ဒီမှာသူ့ရဲ့တည်ဆုံမှုကိုမြင်တွေ့ခဲ့ရတယ်။ဖျားသခင်နဲ့ဆုံခဲ့တဲ့စသဖြင့်စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်ပေါ်ခဲ့တယ်လို့ပြောထားပါတယ်။ဒီတွေ့ကြုံကသူ့ဘဝကိုပြန်လည်ကယ်တင်လိုက်တာဖြစ်ပြီးတော့ပြင်းပြတဲ့ခံယူချက်တွေနဲ့ပြန်လာမယ်လို့သူကဆိုထားပါတယ်။ဟိုလောကဆိုရှယ်မီဒီယာမှာကြရိုက်သွားခဲ့တာကတော့ဒေါ်လာပုံတွေရိုက်နေထားတဲ့သူ့ရဲ့ဘောင်းမီရှီအစ်စ်ကိုထုတ်ပြခဲ့တာပါဒါဟာConor McGregorရဲ့ဇယိုက်ကိုအထင်ရှားဆုံးပြသတဲ့အပြုမှုတွေကတစ်ခုပါConor McGregorဟာစိတ်ကြိုက်ထုတ်လုပ်တဲ့ပစ္စည်းတွေကိုခဏခဏပြသလေးရှိပါတယ်ဒီတစ်ခါမှာတော့ဒေါ်လာပုံတွေနဲ့ဘောင်းမီကိုဝစ်ဆင်ပြီးသူ့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့ Notorious လို့အမှတ်တရရဲ့တန်ဖိုးကိုထပ်မံဖော်ပြလိုက်တာဖြစ်ပါတယ်ဒါဟာပိုက်ဆံကိုချစ်မြတ်လို့တဲ့သဘောတက်တဲ့သူ့ရဲ့ပွဲထိုးတိုင်းမှာဒေါ်လာတန်ပေါင်းများစွာရရှိခဲ့တဲ့စွမ်းရည်ကိုကြွားလုံးထုတ်လိုက်တာလည်းဖြစ်ပါတယ်။သူဟာ UFC သမိုင်းမှာ Pay-per-view ရောင်းအားအကောင်းဆုံးအာဂါသမားဖြစ်ပြီးသူ့ရဲ့ထူးခြားဆန်းပြတဲ့ fashion နဲ့ပစ္စည်းတွေဟာပရိသတ်နဲ့ပြိုင်ဘက်တွေကိုစိတ်ပိုင်းဆိုင်ရာဖိအားပေးဖို့အမြဲတမ်းအသုံးပြုခဲ့တဲ့နီလန်ပဲဖြစ်ပါတယ်။ဒီလိုလုပ်ရတွေကသူ့ကို Notorious လို့ခေါ်ဆိုရတဲ့အကြောင်းရင်းတွေကတစ်ခုပါပဲအဆုံးသတ်နေတဲ့ပြောရမယ်ဆိုရင် Conor McGregor ဟာပိတ်ပင်မှုကာလကုန်ဆုံးတာနဲ့2026ခုနှစ်မှာကျင်းပမဲ့ White House ပွဲစဉ်မှာအဓိကကျယ်ပွင့်အနေနဲ့ပါဝင်လာဖို့အတွက်တေချာသလောက်ရှိပါတယ်အကယ်၍ကြားထဲမှာဒဏ်ရာပြဿနာမရှိခဲ့ဘူးဆိုရင်ပေါ့လေသူဟာစိတ်ပိုင်းဆိုင်ရာကုသမှုခံယူပြီးနောက်ပုံမပြင်းပြတဲ့စိတ်ဓာတ်နဲ့လေ့ကျင့်မှုတွေပြန်လဲစတင်နေတာကိုတွေ့ရပါတယ်။ Michael Chandler နဲ့ဖြစ်လာနိုင်တဲ့သူ့ရဲ့ပြန်လဲပေါ်ပေါက်လာမဲ့ပွဲက UFC လောကကိုပြန်လဲလှုပ်ခတ်စေမှာအသေးကြပါပဲ။နောက်ထောင်ပေးခဲ့ကြတဲ့ပြည်သက်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ။အခုလို MMA နဲ့အာကာသသတင်းတွေကိုနောက်ပတ်မှာလဲဆက်လက်တင်ပေးသွားပါမယ်။အဲအကြောင်းစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပါအောင်လို့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။